မြန်မာသရှင်းတွေအပါအဝင်နိုင်ငံတကာကသရှင်းတွေအားလုံးကိုနားထောင်လို့ရမယ် Spotify application ကိုဘယ်လိုမျိုးဖွင့်ရမယ်ဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ပထမဆုံးအနေနဲ့ Spotify account ဖွင့်မယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ VPN ကိုမပြတ်မနေခံပေးဖို့လိုအပ်ပါတယ်ကျွန်တော်ကတော့ဒီလူတိုင်းအသုံးပြုနေတဲ့ဒီဂျန်ဂျန် VPN ကိုအသုံးပြုပြီးတော့မှဖွင့်ပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဂျန်ဂျန် VPN နဲ့ကိုဝင်လိုက်ပါပြီးရင်တော့ကျွန်တော်တို့ဂျန်ဂျန် VPN ကိုကျွန်တော်တို့ချိတ်ဆက်ပေးလိုက်ပါโอเคခုလိုမျိုးကျွန်တော်တို့ချိတ်ဆက်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အပြင်ကိုပြန်ထွက်လိုက်ပါโอเคပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုက်နေတဲ့ရ browser တစ်ခုခုတည်းကိုဝင်ပေးရပါမယ်ကျွန်တော်ကတော့ဒီ Chrome browser တွေကိုကျွန်တော်ဝင်လိုက်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဘယ်လိုမျိုးရိုက်ပြီးတော့မှရှာပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော် SPOTIFY Spotify sign နဲ့ပေါ့နော် SIGN UB ပေါ့နော် UB sign နဲ့ဆိုပြီးတော့မှရိုက်ပြီးတော့မှကျွန်တော်တို့ရှာပေးလိုက်ပါโอเคခုလိုမျိုးကျွန်တော်တို့ဒီထက်ကိုတန်းပြီးတော့ရောက်သွားပြီပေါ့နော်အဲ့လိုမျိုးတန်းပြီးတော့မရောက်ဘူးဆိုလို့ရှိရင်လည်းဒီအပြင်ကကျွန်တော်တို့ Spotify sign နဲ့ဆိုတဲ့ဟာကိုအရင်ပေါ်လာတယ်ပေါ်လာပြီးတော့ဒီထက်ကိုရောက်သွားအောင်အဲ့ဒီ sign နဲ့ဆိုတာကိုနှိပ်လိုက်ရင်ဒီထက်ကိုရောက်လာမှာပေါ့နော်ကျွန်တော်ကတော့ဒီထက်ကိုတိုက်ရိုက်ရောက်သွားဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပြပေးမယ်ပေါ့နော်အဲ့ဒီပါပေါ့နော်ကျွန်တော်တို့ကဒီမှာ email address ဆိုပြီးတော့မှသူကကျွန်တော်တို့ကိုဒီထက်ကို mail address တစ်ခုထည့်ပေးရမယ်ပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ဒီကိုပိုင်ပေါ့နော်ဒီ mail အစ်စ်ကိုကျွန်တော်အသုံးပြုစရာမလိုပါဘူးဘယ်လိုမျိုးမေးကိုကျွန်တော်ထည့်ပေးလို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအပေါ်ညာဘက်အပေါ်တောင်နားမှာရှိတယ်ကျွန်တော်ဒီအပေါင်းလက္ခဏာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคအဲ့ဒီအပေါင်းလက္ခဏာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ဘယ်လိုမျိုးရှာပေးရမလဲဆိုလို့ရှိရင်တော့ TEMB ပေါ့နော်တက်မေးဆိုပြီးတော့မှကျွန်တော်တို့ရိုက်ပြီးတော့ရှာပေးလိုက်ပါโอเคခုလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်တက်မေးဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်เนาะသူကဒီမှာပေါ့เนาะကျွန်တော်တို့ခဏဆောင်ပေးလိုက်သူဒီလိုမျိုးလုပ်နေရဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะခဏခိတ္တဆောင်ဆိုင်ပေးလိုက်ပေါ့เนาะโอเคခုလိုလေးပေါ်လာပြီဆိုရင်เนาะကျွန်တော်အဲ့ဒီအကွက်လေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပေါ့เนาะသူကအမှန်ကြီးလေးဖြစ်သွားပြီဆိုရင် verify ဆိုပြီးတော့မှသူလုပ်နေပြီဖြစ်ပါတယ်โอเคပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ခုလိုမျိုးပေါ့နော်ဒီတက်မင်းဆွဲတဲ့ကိုရောက်သွားပြီသူက loading ဆိုပြီးတော့မှပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးပေါ်လာရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ mail တစ်ခုရဖို့အတွက်ခဏဆောင်လိုက်ဆောင်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာခုလိုမျိုးကျွန်တော်တို့ mail တစ်ခုရပြီပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာပေါ့နော်အစိမ်းရောင် copy ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့အစောကဒီအပေါ်ကပေါ့နော်ကျွန်တော်ပြပါမယ်ဒီအပေါ်ကကျွန်တော်တို့ဒီအပေါင်းလက္ခဏာလေးရဲ့ဘေးမှာပေါ့နော်ဒီမှာ2ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အစောကဒီမှာပေါ့နော်ဒီ sign နဲ့လုပ်နေတဲ့ဒီ Spotify နဲ့ကိုကျွန်တော်တို့ပြန်ပြီးတော့ဝင်ပေးလိုက်အစောက copy ယူခဲ့တဲ့ mail ကိုဒီအကွက်လေးထဲမှာထောက်ဖိပြီးတော့မှကျွန်တော်တို့ copy paste လုပ်လိုက်လုပ်ပြီးသွားရင်ကျွန်တော်တို့ next ဆိုတာကိုနှိပ်ပေးလိုက်ပါโอเคဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ password ပေးရမယ်ပေါ့နော်password ပေးရမယ်အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ password ပေးမယ်ဆိုရင်ကျွန်တော်တို့အောက်မှာကျွန်တော်တို့ဒီမှာပေါ့နော်3ခုရှိတယ်1 letter ပေါ့နော်အနည်းဆုံး letter တစ်ခုပါရမယ်နောက်ပြီးတော့နောက်မှာ hash တို့ဟို question mark တို့ exclamation mark တို့ပါတော့ပေါ့နော်အဲ့လိုမျိုးပါရမယ်ပြီးရင်တော့အောက်မှာကျွန်တော်တို့ဒီ character 10လုံးပြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးပြောတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီမှာအဆင်ပြေလို့ကျွန်တော်ရိုက်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်နံပါတ်ရိုက်တယ်ပြီးတော့ကျွန်တော်နောက်က exclamation mark ဆိုတာလေးရိုက်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်မှာကျွန်တော်တို့အခုလိုမျိုးပေါ့နော်ဒီအမှန်ကြီးအစိမ်းလေးတွေနဲ့သုံးခုစလုံးဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နှိပ်ကိုနှိပ်ပေးလိုက်ပါโอเคဒီနေရာမှာကျွန်တော်တို့ရဲ့ဒီပေါ့နော်profile name ပေါ့နော်ဒီ Facebook တို့ဘာလို့ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ profile name ကိုကျွန်တော်တို့ထည့်ပေးရမယ်ကျွန်တော်ကတော့ဒီမှာပေါ့နော်ကျွန်တော်ရဲ့ဒီမှာပေါ့နော်နာမည်အတူကောက်ကိုကျွန်တော်ထည့်ပေးလိုက်ပါတယ်โอเคမိတ်ဆွေတို့ကမိတ်ဆွေရဲ့နာမည်အပြည့်စုံကိုထည့်မယ်ဆိုလဲထည့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့အောက်မှာကျွန်တော်တို့ date of birth ပေါ့နော်ကိုယ့်ရဲ့မွေးနေ့ကိုကျွန်တော်ထည့်ပေးရပါမယ်ကျွန်တော်ကတော့ဒီမှာကျွန်တော်ရဲ့မွေးနေ့ကိုကျွန်တော်ထည့်လိုက်ပါတယ်အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အောက်မှာ man တို့ woman တို့ woman တို့တော့ကျွန်တော်ထည့်ပေးရမယ်ကျွန်တော်ကယောက်ျားလေးဖြစ်တဲ့အတွက် man ဆိုတာကိုရွေးလိုက်တယ်ရွေးပြီးတော့မှကျွန်တော် next ကိုနှိပ်လိုက်ပါတယ်โอเคခုလိုမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်ဒီမှာပေါ့နော်ဒီမှာအမဲကွက်သေးသေးလေးရှိရပေါ့နော်အဲ့ဒီထဲကိုကျွန်တော်တို့နှိပ်ပြီးတော့မှအမကြီးပေးရမယ်ပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ sign up ကိုနှိပ်လိုက်လို့ရပါပြီโอเค password ကိုစိတ်မလားမေးရဆိုလို့ကျွန်တော်တို့စိတ်ကျင်တယ်ဆိုတော့စိတ်လို့ရတယ်ကျွန်တော်ကတော့ဒီမှာပေါ့နော်မစိတ်ပဲနဲ့အဲ့လိုမျိုးကျွန်တော်ပြန်ဖြောက်လိုက်တယ်ပေါ့နော်โอเคခုလိုမျိုးသူလုံနေပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော် continue ဆိုပြီးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကအပေါ်မှာပေါ့နော်သူကကျွန်တော်တို့ကို robot လားကျွန်တော်တို့ပေါ့နော်ဒီလူလားဆိုတာကိုစစ်ဆေးမှာပေါ့နော်စစ်ဆေးမှာဖြစ်တဲ့အတွက်ဒီအဖြူလေးတောင်ခွက်လေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคခုလိုမျိုးပေါ်လာပြီဆိုရင်เนาะကျွန်တော်တို့ကဒီမှာပေါ့နော်သူပြောတဲ့ဟာကိုဒီမှာလေကားပေါ့နော်လေကားကိုကျွန်တော်ရွေးပေးရမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးရွေးပြီးသွားပြီဆိုလို့ရှိရင်เนาะ verify ဆိုတာကိုနှိပ်လိုက်ပါโอเคအမှန်ကြီးလေးဖြစ်သွားပြီဆိုလို့ရှိရင်เนาะအောက်က continue ဆိုတာကိုကျွန်တော်တို့နှိပ်လို့ရပါပြီโ
Okay ဒါဆိုလို့ရှိရင်เนาะဒီမှာကျွန်တော်တို့ရဲ့ Spotify အကောင့်ကဖွင့်သွားပြီပဲဖြစ်ပါတယ်သူကဒီမှာပေါ့နော် download Spotify ဆိုပြီးတော့မှသူကပေါ်လာတယ်ဒီ Spotify application ကိုဒီပေါ့နော်download ဆွဲပြီးတော့မှအဲ့ဒီအကောင့်ကိုဝင်ပြီးတော့အသုံးပြုလို့ရပြီဆိုပြီးတော့မှပြောထားတာပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဘယ်ထဲကိုသွားရမလဲဆိုရင်အပြင်ကိုပြန်ထွက်လိုက်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ Play Store မှာပေါ့နော် Play Store မှာကျွန်တော်တို့ဘယ်လိုမျိုးရိုက်ပြီးတော့မှရှာပေးရမလဲဆိုလို့ရှိရင်เนาะကျွန်တော်တို့ Spotify ပေါ့နော်အစောကကျွန်တော်တို့ Spotify SPO TIFY ပေါ့နော် Spotify လို့ရိုက်ပြီးတော့မှရှာပေးလိုက်ပေါ့နော်အဲ့လိုမျိုးရှာပေးလိုက်ရဆိုလို့ရှိရင်တော့ဒီမှာ Spotify ဆိုပြီးရှိရပါတော့အဲ့တော့ Spotify ဆိုတာကိုကျွန်တော်တို့ install ပြုလုပ်ပေးလိုက်ပါ Okay ခုလိုမျိုးကျွန်တော်တို့ဒီမှာပေါ့နော် install ပြုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ open ကိုတစ်ခါတည်းနှိပ်လိုက်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ application တွေကိုရောက်သွားပြီအဲ့ဒီတော့ကျွန်တော်တို့ကဒီအောက်က login ဆိုတာကိုနှိပ်ပြီးတော့မှကျွန်တော်တို့အပေါ်မှာ continue with email ဆိုတဲ့အစိမ်းအောင်ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ချင်းတော့ကျွန်တော်တို့အစောနာကဖွင့်ခဲ့တဲ့ဒီမှာပေါ့နော် email နဲ့ဒီကျွန်တော်အစောနာပေးခဲ့တဲ့ password ကိုရိုက်ထည့်ပြီးတော့မှဒီအောက်က login ဆိုတာကိုဝင်ပြီးတော့မှအသုံးပြုလို့ရပြီပဲဖြစ်ပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့နိုင်ငံပေါင်းစုံကသရှင်တွေမြန်မာသရှင်တွေကိုနားထောင်လို့ရတာပဲဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးနော်